တင်ဆက်ပြီးပဲရုပ်သံမျိုးဖိုင်လေးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အင်တာဗျူးဖြေထားတဲ့အပေါ်သုံးသက်တင်ပြလာတဲ့မာသက်သေးရဲ့ရုပ်သံဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာ။ခင်ဗျာမာသက်သေးကအဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်တဲ့ထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။မြတ်နိုင်ရဲ့အင်တာဗျူးလေးကိုကြည့်လိုက်ရပါတယ်။လူပြောတဲ့စကားလေးတွေနားထောင်ပြီးတော့မှပီတိလည်းဖြစ်မိတယ်ကျေးဇူးလည်းတင်တယ်လေးလည်းလေးစားတယ်တကယ်ကိုမှန်ကန်တဲ့လုပ်ရမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့အေးအားရှေ့ကိုတက်သွားနေတယ်လို့မြင်ပါတယ်ပြီးတော့အေးအားတစ်ချိန်လို့လည်းသွားနေပါတယ်ဒေါ်လာရေးအစမှာတည်းကကျမတို့စောင့်ကြည့်ခဲ့ရတဲ့လောက်အေးရဲ့လှုပ်ရှားမှုတွေကအင်မတန်မှခြေတံလုံးနဲ့ပြီးတော့အမျိုးသားရေးစိတ်ဓာတ်ရခိုင်နေမှာအပြည့်ရှိတယ်ပေါ့နော်ကျမတို့ဒီပြည်တွင်းကလူတွေနဲ့အမျိုးမျိုးကွဲပြားနေတဲ့လူတွေနဲ့တော့တော်တော်လေးကိုအဲ့ဒါတော့ကွာတယ်ပေါ့နော်ကျမတို့ရခိုင်တွေကိုအတူယူရမယ်ကိစ္စအဲ့တခုပါနောက်ပြီးတော့စစ်သုံးစရိတ်တွေနော်ဒီထောက်ပံ့မှုတွေကဘာမှအများကြီးပြောစရာမလိုဘဲနဲ့သူ့ရဲ့သူ့ပြည်နယ်ကသူ့လူမျိုးကသူတို့ပြည်နယ်ရဲ့အခြေအနေကိုနားလည်နေတယ်လာဒီအပေါ်မှာဟုတ်လားစိတ်နစ်ပြီးတော့မှလောက်ရမယ်တာဝန်ယူရမယ်ဆိုတာကိုလေပြောပြစရာမလိုဘဲနဲ့အားလုံးကတညီတညွတ်တယ်လက်ခံနေကြတယ်နော်အဲ့ပြပရောက်နေတဲ့ရခိုင်တွေလည်းအထူးတူပါပဲတခြားဟာလားတခြားတက်ဖွဲ့တွေတခြားတက်ရင်တွေတခြားထောက်ပို့တွေပါတယ်သူတို့စိတ်ဝင်စားဘူးသူတို့မသိစိတ်ဝင်စားဘူးဆိုတာသူတို့အဲ့ဒီဘက်ဒီနဲ့တိတ်ပြီးပေါင်းဆက်မရှိဘူးပေါ့နော်မလို့ကျမတို့သိရသလောက်ပေါ့ဒါပေမဲ့သူတို့ရဲ့ရခိုင်တက်တော်အေးကိုတော့ထောက်ပံ့ရမယ်ဆိုတဲ့ဟာသူတို့ခေါင်းထဲမှာအချိန်ပြီးရှိနေတာဖြစ်တယ်အဲ့တော့သူတို့ထောက်ပံ့တယ်နော်လစဉ်ထောက်ပံ့မှုတွေကဒါကျွန်တော်တို့ဆိုလို့ရှိရင်တလောက်20 30ဟာဒီလိုမျိုးမြေပြင်မှာလိုက်အလူခံဒါမျိုးတွေတောင်ရှိသူတို့မှာကအဲ့လိုမျိုးလောက်100ဆိုလဲ100ပေါ့နော်ဒါမလေးငွေနဲ့တွက်မယ်ဆိုလို့ရှိရင်ပေါ့200ဆိုလဲ200အဲ့ဒီလိုမျိုးမများဆဆလေးကိုအလုပ်အားကရဲ့ဟာ3ပုံ1ပုံလောက်ကိုတော်တော်များများထောက်ပံ့နေတာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီတစ်ခုကလည်းအေးရဲ့အားသာချက်တစ်ခုဖြစ်တယ်ပေါ့နော်အမျိုးသားရေးစိတ်တဲ့အပြည့်အဝရှိတယ်ကိုပြည်သူကကိုစစ်တပ်ကိုရှုံနေပေါ့အဲ့ဒီလိုနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့အေးကတစ်ချိန်တော့ပဲလုံးဝမကြတော့ဘူးစစ်ကောင်စီကိုအမြဲတမ်းထိုးစစ်ဆင်နိုင်တယ်နော်ခံစစ်အနေထားနဲ့မဟုတ်စစ်ကောင်စီကအေးနဲ့တွေ့ရင်တော့အမြဲတမ်းပဲခံစစ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့အင်မတန်မှအားရစရာကောင်းတယ်နောက်တစ်ခုကဒီရက်ထဲမှာဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အင်တာဗျူးလေးမတက်ခင်မှာတက်လာတဲ့သတင်းတစ်ခုကဘာလဲဆိုလို့ချင်းရိုဟင်ဂျာတွေနဲ့ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့เนาะဒါအေးတက်တော်နဲ့အချိတ်ဆက်တွေရှိနေပြီးတော့မှဒါဆွေးနွေးမှုတွေလုပ်နေတယ်နောက်တစ်ခုက73နှစ်ကြာပိတ်ထားတဲ့ဗလီကျောင်းကိုလည်းပြန်ဖွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းပေါ့အဲ့ဒီသတင်းကြားတဲ့ကျွန်မအရန်စိတ်ဝင်စားနေတာပေါ့နော်ဗိုလ်ချုပ်ကပြောလာနေပေါ့နော်ဗိုလ်ချုပ်ရဲ့အင်တာဗျူးစိတ်ဝင်စားနေတာဖြစ်ပါတယ်အဲ့တော့ဒါကတကယ်ကိုမှဖြစ်တဲ့ကိစ္စဖြစ်တယ်လူမျိုးနှစ်စုကြားမှာကြီးမားတဲ့ပဋိပက္ခတွေဖြစ်ခဲ့တာတကယ်တော့ဒီလိုမျိုးအခြေအနေမျိုးမြင်ရဖို့ဆိုတာတိတ်တော့လွယ်ကူတာမဟုတ်ဘူးเนาะဒီဆုံးဖြတ်ချက်ကိုလည်းဗိုလ်ချုပ်ထုံးမြတ်နိုင်လေးနဲ့လွယ်ကူချခဲ့ရလိမ့်မယ်လို့တော့မထင်ဘူးအချိန်တော်တော်ယူခဲ့ရလိမ့်မယ်လို့ကျွန်မထင်တယ်ပေါ့နော်အခုချိန်မှာရခိုင်ပြည်နယ်တစ်ခုလုံးလူကိုဘာမှသိမကြံတော့သိမ်းနာနိုင်တဲ့အနေအထားမှာဒီလိုမျိုးတွေသူစပြီးတော့လှုပ်လာပြီဖြစ်တယ်ပေါ့နော်ဒါလူမျိုးနှစ်စုချားမှာပြိပခကိုပြည်လေအောင်လို့ဒါသူ့အနေနဲ့ခြေလန်းစလိုက်ခြင်းဖြစ်တယ်ပေါ့နော်ဒီအပေါ်မှာလည်းယုံကြည်မှုအပြည့်ရှိစွာနဲ့ပေါင်ဝင်လက်တွဲလာတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေကိုလည်းဒါကျေးဇူးတင်ရမှာဖြစ်ပါတယ်နော်ကျမတို့ကအဲ့ဒီလိုပဲမြင်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့နိုင်ငံထဲမှာရှိနေတဲ့လူမျိုးရေးကိုခဏထားပါကျမတို့လူမှန်သမျှအကုန်လုံးခံနေရတာကအင်အားကြီးတဲ့လူကိုအင်အားငယ်တဲ့လူကကြောက်ရတာအမြဲတမ်းဒီတိုင်းပဲအုပ်ချုပ်နေရဆိုတော့လူမျိုးရေးဘာသာရေးဆိုတာကသူတို့ဗဇက်ထဲမှာသူတို့လိုသလိုတုံးဆွဲတဲ့သေရည်ပွင့်ပဲဖြစ်ပါတယ်နော်ပြည်သူဆိုတာကတော့ပြည်သူတွေကိုသူတို့ကတော့ရန်သူလိုပဲသဘောထားတယ်ဟုတ်လားလက်အောက်ကျုံလေလိုပဲသဘောထားတယ်ထားရနေစေရတော့ခိုင်းတာလို့ဟုတ်လားထားသလိုနေမီးပေးရလဲယူမီးမရရလဲအမောင်ထဲမှာနေဒီလိုမျိုးနဲ့ပဲကျမတို့ကိုအုပ်ချုပ်ခဲ့တာဖြစ်တဲ့အတွက်ခြုံငုံသုံးသက်ပြီးပြောရမယ်ဆိုလို့ရှိရင်သူတို့မှာလူမျိုးရေးဘာသာရေးဆိုတာသူတို့အတွက်နော်ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ဒါပေမဲ့ဒီလူမျိုးရေးဘာသာရေးဆိုတဲ့အရာကိုလိုအပ်ရင်တော့လိုအပ်တယ်လို့သုံးဖို့အတွက်ကျမတို့နိုင်ငံထဲမှာအချင်းချင်းတိုက်ဝေးနေတာဖြစ်တယ်ပေါ့နော်အတုံးချနေတာဝါရမိုင်းကြိုက်နေတာဖြစ်တယ်ပေါ့ဒီဝါရမိုင်းတွေကိုလည်းအများဆုံးမိခဲ့တဲ့ပြည်သူလူထုဟာဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့ရဲ့ဟာလာအုံနောက်တွေကိုအပိတ်ခံနာခဲ့ရတယ်နော်အသိပညာတွေနည်းခဲ့တယ်အတွေးခေါ်ပညာတွေနည်းခဲ့တယ်နော်နောက်ပြီးတော့ဒီကျောင်းပညာရေးကိုကဟာလာဒါကြက်တာပြီးစနစ်နဲ့သွားခဲ့ရဖြစ်တဲ့အတွက်ကျမတို့ရဲ့အုံနောက်တွေကနိုင်ငံတနိုင်ငံလုံးနဲ့ချီပြီးတော့ဖြန့်ကျက်ပြီးတွေးနိုင်တဲ့အနေအထားမျိုးအင်မတန်မှ
ရာခိုင်နှုန်းနည်းခဲ့တယ်ပေါ့ဒါကြောင့်မို့လေအချင်းချင်းပြိပခါတွေဖြစ်ခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဘိုးချုပ်ထုံးမြတ်နိုင်အနေနဲ့အခုလမ်းနဲ့ခြေလမ်းတွေကအင်မတန်မှဟိုဟန်ချက်ညီတယ်လို့ပြောလို့ရတယ်ပေါ့နော်အရှိကိုလည်းတော်တော်လေးရောက်တယ်နော်နောက်ပြီးတော့သတင်းကိုနောက်မှထုတ်တယ်အလုပ်ကိုအရင်လုပ်ပြရတယ်ပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းအဖွဲ့မှာတော့စိတ်ပြက်စရာအကောင်းဆုံးသတင်းကတော့အဖွဲ့တွေအချင်းချင်းမညီညွတ်တာနောက်တစ်ခုကအာဏာစည်းစိမ်မှုမရှိတာအမိတ်အာဏာမနာခံတာပေါ့နော်ဒါတွေကလည်းအမျိုးမျိုးကြုံနေရတာဖြစ်တယ်နော်ဒါပေမဲ့အေးကိုကြည့်လိုက်တယ်ရခိုင်ကိုကြည့်လိုက်တဲ့အခါမှာကျတော့အဲ့လိုမဟုတ်ဘူးသူတို့ကတကယ်ကိုမှဟာလာစစ်တပ်ပုံစံအတိုင်းပဲသူတို့က trainer တာဆိုတော့လေဒီအမိတ်နာခံမှုအမိတ်စည်းစိမ်မှုအားကလည်းအင်မတန်ခိုင်မာတယ်ပြက်သားတယ်နာခံမှုကလည်းအရန်ကောင်းတယ်ပေါ့နော်အဲ့တော့သူ့ပြည်သူနဲ့သူ့ရဲ့စစ်တပ်နဲ့ကအရန်အဆင်ပြေတယ်ပေါ့အဲ့လိုအနေထားမျိုးဖြစ်ပါတယ်ဒါကြောင့်မို့လို့နော်တခြားတိုင်းရင်းသားလက်နက်ကင်တွေရောတခြားလက်နက်ကင်ထားတဲ့အဖွဲ့တွေအားလုံးကလည်းနော်ဒီဗိုလ်ချုပ်ထုံးမြတ်နိုင်လိုမျိုးသူ့ကိုအတူယူတင်တယ်ပေါ့ရှင်နော်သူ့ရဲ့လုပ်ရက်တွေမှန်ကန်နေတယ်လေမှန်ကန်နေတယ်ဆိုလို့ရှိရင်ကျမတို့ကအတူယူပြီးတော့သွားတင်တယ်လို့ထင်တယ်တကယ်လုပ်ရင်တကယ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတက်တည်ပြလိုက်ခြင်းဖြစ်ပါတယ်နော်ရိုဟင်ဂျာနဲ့ရခိုင်နဲ့ဒီလိုအနေထားဒီအခြေအနေကြီးမှာဒီလိုအနေထားမျိုးဖြစ်ဖို့ဆိုတာကလွယ်တာမဟုတ်ဒါကအင်မတန်မှအပြုသဘောဆောင်ပြီးတော့မှရှေ့သွားမဲ့ခြေလမ်းတွေမှာလည်းညင်သာလာလိမ့်မယ်လို့ထင်တယ်တဖြည်းဖြည်းနဲ့ပေါင်းစည်းလာနိုင်လိမ့်မယ်လို့ထင်တယ်တခုတော့ရှိတယ်ရိုဟင်ဂျာတွေဘက်မှာစစ်သွေးကြွတွေရှိတယ်ပေါ့နော်အဲ့ဒီအန်ဒီရယ်တွေကလွဲလို့ရှိရင်တော့ဒီမြန်မာပြည်တွင်းထဲမှာရခိုင်နေနဲ့အတူတကွနေထိုင်ခဲ့ကြတဲ့ရိုဟင်ဂျာတွေသဘောပေါက်လာလိမ့်မယ်လို့ထင်တယ်အဓိကခေါင်းဆောင်တွေသဘောပေါက်လာပြီဆိုလို့ရှိရင်ရိုဟင်ဂျာပြည်သူလူထုတွေရဲ့သဘောပေါက်လာလိမ့်မယ်လို့ထင်တယ်ဒါကြောင့်မို့လို့အင်မတန်မှာအပြုသဘောဆောင်တဲ့လုပ်ရက်လေးဖြစ်တယ်ဗီဒီဖြစ်စရာကောင်းပါတယ်နော်အဲ့တော့ကျမကတော့ဒီနေ့အဲ့ဒီအကြောင်းလေးကိုလည်းပြောချင်တယ်ပေါ့နော်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ကျမတို့ကမြေပြင်မှာရှိနေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကုန်လုံးကဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျမတို့တိတ်ကူအင်အားဖြစ်မှာရဲဘော်တွေလည်းအရန်ကိုမှအင်အားဖြစ်မှာKNU เนาะပြီးတော့ဒီရှမ်းတပ်တွေเนาะပြီးတော့ဒီကျမတို့ KIA ကျမတို့နိုင်ငံထဲမှာဟာလားကရင်နီเนาะထဝယ်မွန်ချင်းအကုန်လုံးကတော်လန်နေကြတာတွားနေတဲ့လမ်းကတလမ်းပဲဖြစ်တယ်ဒါပေမဲ့ဂျားထဲမှာဘာတွေကပြဿနာဖြစ်နေလဲဆိုလို့ရှိရင်စစ်ကောင်စီနဲ့ဆွတ်လွယ်နေတဲ့အလွယ်အပွားတွေကပြဿနာဖြစ်နေတာဖြစ်ပါတယ်အေးဆိုလို့ရှိရင်တော့ရှင်းတယ်စစ်ကောင်စီနဲ့တိတ်ပြီးတော့ဆက်နွယ်စရာအကြောင်းမရှိခဲ့ဘူးเนาะသူတို့မှာကငကိုတဲ့ခံယူချက်ရှိထားတဲ့အတွက်သူတို့တိဆောက်တယ်သူတို့သွားနိုင်အောင်ကြိုးစားတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့နဲ့ဝေစားမျှစားဆိုတာတိတ်မရှိခဲ့ဘူးအကျိုးအမြတ်ကိုငဲ့ကွက်စရာတိတ်မရှိခဲ့ဘူးအဲ့ဒီအတွက်အေးရဲ့ခြေလမ်းကရှင်းလင်းပြတ်သားတယ်အရှိကိုမြန်ရောက်တယ်เนาะတခြားတိုင်းရင်းသားတွေထဲမှာနော်စစ်ကောင်စီရဲ့အနွယ်အပွားတွေအများဆုံးကတော့ KNU ဖြစ်တယ်ပေါ့နော်ဒါ KNU ကိုစော်ကားတာမဟုတ်ဘူးကျွန်မပြောချင်တာ KNU ထဲမှာလည်းအကုန်လုံးတော့မဟုတ်ဘူးပြည်သူနဲ့တသားတည်းရှိနေတဲ့ KNU တပ်ဖွဲ့တွေရှိသလိုစစ်ကောင်စီနဲ့မရှင်းဖြစ်နေတဲ့ KNU တပ်ဖွဲ့တွေရှိတယ်တကယ်တော့ KNU ဆိုတာအမတန်မှအင်အားကြီးမားတယ်အမတန်မှတကယ်လုံမယ်ဆိုလို့ရှိရင် KNU ဟာတော်တော်လေးအလုပ်ဖြစ်မှာဖြစ်တယ်စစ်ကောင်စီကိုတော်တော်လေးဘယ်လိုပြောမလဲထိုးစစ်အနေထားနဲ့လုံနိုင်တဲ့အခြေအနေပါ KNU ရဲ့အင်အားကြီးကနည်းတာမဟုတ်ဘူးเนาะအရှိကြီးပဲမြန်မာနိုင်ငံမှာဆိုလို့ချင်းเนาะအဲ့တော့တက်မဟာတွေဆိုလို့ရှိရင်ဟာလားဒီနေ့3 4 5 6ခွန်အဲ့ဒီလိုမျိုးအထိဖြစ်နေတာဖြစ်တယ်ပေါ့เนาะအဲ့တော့ပြောချင်တာကဘာလဲဆိုတော့တိုင်းရင်းသားလက်နက်ကင်တွေအားလုံးသာတကယ်မှပြည်သူနဲ့အတူရှိပြီးတော့ပြည်သူမျက်နှာကိုမူခဲ့မယ်ဆိုလို့ရှိရင်ကျမတို့ကဒီထက်ပိုပြီးတော့ခြေလမ်းတွက်ပြီးတော့မှဒီထက်ပိုကောင်းတဲ့ရလဒ်တွေကိုရမယ်ပြည်သူလူထုရဲ့မျှော်လင့်ချက်ကလည်းပို့ပြီးတော့မှအင်အားဖြစ်လာမယ်ပြည်သူအင်အားဖြစ်ပြီဆိုလို့ရှိရင်ကျွန်မပြောမယ်ပြည်သူအင်အားဖြစ်လာပြီဆိုလို့ရှိရင်စစ်သုံးစရိတ်အလိုလိုထွက်လာတယ်အခုပြည်သူတွေကစိတ်ပြက်နေကြတာစိတ်ညစ်နေကြတာနော်လှိတ်ခံနေရတာအမျိုးမျိုးသောဒုက္ခတွေနော်အဲ့တော့တစ်ချိန်တစ်ခါတော့ထပ်ပြီးတော့ညီပေးကြပါနော်တိုင်းသားလက်နက်ကင်တွေအားလုံးကိုပြောချင်တယ်ပြည်သူရဲ့ရှင်ထဲကမျှော်လင့်ချက်တွေကိုနော်ဖြည့်တင်ပေးကြပါအားဖြည့်ပေးကြပါတခါတော့ညီပေးကြပါเนาะအဲ့ဒီလို